လာပါအခုမင်ကပတ်တန်ဖတ်နည်းလေးကိုသင်ပေးမယ်ပေါ့နော်ကောင်းတော့လည်းတချို့ကြလည်းဗီဒီယိုပဲကြည့်ထိုးတတ်တယ်ပတ်တန်မဖတ်တတ်ဘူးပတ်တန်ဘယ်လိုဖတ်ရမလဲဆိုပြီးတော့မေးကြတယ်မင်အခုသင်ပေးထားတဲ့ပတ်တန်တွေကလည်းအမှန်ဆိုလွယ်လေးပေါ့နော်အဲ့ဒါလေးကိုလိုက်ထိုးလို့ရအောင်မင်ကသင်ပေးပါမယ်ပထမဦးဆုံးကအယုတ်တရုတ်ထိုးမယ်ဆိုရင်အကြီးကအရေးကြီးဆုံးကတော့ magic wing ပေါ့နော်magic wing သူ့ကိုအတူကောက်အမ်မာလို့ခေါ်တယ်အယုတ်တွေဆက်ဆဦးဆုံးစမှာသူ့ကိုမြင်ဘူးတယ်ကွာအမ်မာ6လို့အမ်မာ5ဆိုပြီးမြင်ဘူးတယ်အဲ့ဒါက magic wing အဝိုင်းလေးထိုးရတာပြီးကြမှာမင်းထိုးပြမယ်နော်ပြီးသွားပြီဆိုရင်နောက်တစ်ခုကကြတော့ SC ဆိုတာ single crochet မြန်မာလိုဆိုတော့သူကတိုင်တိုလို့ခေါ်တာပေါ့တိုင်တိုတော့ single crochet တိုင်တိုလို့ခေါ်တယ် SC ပါမယ်ပြီးကြရင်သူကရှက်ကော SLSD သူ့ရဲ့အတူက SLSD ရှက်ကောပါမယ်ရှက်ကောပြီးသွားရင်တိုင်ရှည်ကတော့ DC double crochet DC လို့ခေါ်တယ်ပြီးတော့တိုင်ရှည်ပြီးသွားပြီဆိုရင်တိုင်လက်ကတော့ HDC ခေါ်မယ်တိုင်လက်က HDC တိုင်ရှည်က DC ရှက်ကောက SNSD တိုင်တိုက SC magic wing ကတော့အမှာပေါ့ဒါသူ့ရဲ့အတူကောင်လေးဒီသင်္ကေတတွေပဲပတန်ဒီမှာအများစုကပါတယ်ဒီသင်္ကေတတွေသိရဆိုရင်ဒါကအယုတ်ကောင်းထိုးလို့ရပြီပေါ့ပတန်ဖတ်တဲ့ဒီပေါ်ဓာတ်တွေကအဲ့ဆိုရင်အရင်ဆုံးမင်ကပတန်တစ်ခုဖတ်ပြမယ်အရင်ဆုံးလေးပတ်တဲ့မဖက်ပြခင်လေးအရင်ထိုးပြမယ်ရှင်အဲ့ဒါမှလေးဘာဆိုပြီးတော့တည်မှာမလို့လေအရင်ဆုံးမင်က magic ring အမထိုးပြမယ်အမကတော့အယုတ်ထိုးဘူးရဲ့လူတွေဆိုတော့တည်ပါတယ်ဒီလိုခွင်းအဝိုင်းလေးဒီလိုအဝိုင်းလေးကို MR magic wing လို့ခေါ်ပါတယ်အဲ့ဒါပြီးသွားပြီဆိုရင်တိုင်တို SC တိုင်တိုထိုးပြပါမယ်တိုင်တိုကတော့ဒီထဲတော့ဝင်ဒါဆိုရင်တိုင်တိုတစ်ခါတိုင်တိုနှစ်ခါတိုင်တိုသုံးခါဒါဆိုရင်တိုင်တိုဒါဆိုမင်း6ခါဒီထိုးလိုက်မယ်เนาะပြချင်လို့3 4 5 6ဒါလေးဆိုရင်တိုင်တို6ခါ1 2 3 4